Hello အားလုံးပဲမင်္ဂလာပါဒီ episode မှာတော့ဖန်မှာဘယ်အစားအစာတွေစားလို့ကောင်းလဲဆိုတာကိုပြောပြပေးပါမှာပါဖန်ကိုသွားရင်ဒူရင်းသီးစားကိုစားမယ်ဆိုရင်ရည်ရွယ်ချက်ရှိရမလို့ထုံးပတိုင်ကိုသွားတဲ့လမ်းမှာရှိတဲ့ဒူရင်းသီးဆိုင်ကမွန်ထောင်းဒူရင်းသီးကိုဝင်ပြီးတော့စားကြည့်ခဲ့ပါတယ်ဆိုင်မှာတော့မွန်ထောင်းနဲ့ဗမာသီးဆိုပြီးနှစ်မျိုးရှိတယ်ပြီးတော့မင်းကိုတီထောဘက်တီလည်းတင်ထားတယ်မွန်ထောင်းသီးစားပြီးတော့ဆိုင်ရှင်အမျိုးရှိတာဗမာသီးအသီးတစ်လုံးနဲ့လက်ဆောင်တောင်းတယ် မာဒီလုံးလည်းထောင်ပေးပါလားနည်းနည်းပါလည်းထောင်ဘူးလားမလည်းဆောင်ဒီကမရှိတော့အဝါလေးမလား ဟုတ်ကဲ့နော် ဘယ်ရတယ်မကိုယ့်အောက်ဆိုင်တယ် ဆော့ဆော့ ဟိုင်းကြောက်အရင်ချုံရတာဟုတ် လုံးဝပွဲထက်လား ကရင်စကောသမင်းကိုလည်းလုံညရီပြရအပြန်လမ်းမှာရှိတဲ့စိုက်ဆိုတဲ့စားတောက်ဆိုင်မှာဝင်စားခဲ့ဟင်းမျိုးစားရွေးချယ်ပြီးစားလို့ရတဲ့စကောသမင်းနဲ့ဝမ်ပိုရှင်စားတောက်တွေလည်းအိမ်မှာရှိတယ်ကျွန်တော်တို့ကတော့စိတ်ကလေးစားစကောသမင်းနဲ့ဝက်ဖက်ကပါအောင်မှာခဲ့တယ်။အရင်ဟင်းတွေကပူစားလို့ကောင်းပြီးတော့ဝက်ကပါကတော့ရန်ကုန်ကအရသာနဲ့မတူဘဲနဲ့အချိန်ရတာနဲ့လည်းပါတယ်။ပူပူနင်းနင်းနဲ့စားရတာဆိုတော့သူကအရသာတော့ပိုကောင်းပါတယ်။ နှစ်ဖက်တော့ ဖန်ညစီရောက်ရင်သွားစားကြည့်မယ်လို့ဆုံးဖြတ်ထားတယ်ကရင်တော်ထမင်းနဲ့စိုက်ဝါကိုလည်းသွားစားကြည့်ခဲ့တယ်စိုက်ဝါကတော့တာမန်ကြက်ဥချောင်းနေတဲ့အရွယ်စားပိုကြီးပြီးတော့အထဲမှာကြာစံရေကောက်ညင်ရေအသားရေအစာသွတ်ထားတယ်သူ့မှာအချိုနဲ့အဆက်ဆိုပြီးတော့အရသာနှစ်မျိုးရှိတယ်နောက်ထပ်မိုးရွာနေမှာပဲကျွန်တော်တို့ကရင်တော်ထမင်းစားဖို့ဆိုင်ကိုရွေးခဲ့တယ်ဆိုင်နေကတော့အများကြီးပဲအိမ်မှာသူကဆိုင်တိုင်းမှာလည်းအဲ့လိုတိုးစရာတွေငပိရေအစုံခင်းထားတာအားရစရာကြီးပဲ ကိုယ်နဲ့တော့စားမှာလေ ညဆောင်ဘယ်သားနဲ့စားဖို့ရွေးလိုက်ပြီးတော့ချပြီးထားတဲ့အရင်ဟင်းတွေနဲ့အသီးရွက်တွေကလည်းလက်ဆက်ပြီးတော့ချိုးနေရောပဲဖန်မာနေခဲ့တဲ့နောက်ဆုံးရက်ဇွဲကပင်တောင်တက်ပြီးတော့ဘယ်မှလည်းထပ်မသွားချင်တော့နဲ့ဟိုတယ်ကီးချက်မှာပဲရှိတဲ့ခောက်ဆွဲကြော်ကိုဝင်စားကြည့်ခဲ့အဲ့ဒီမှာလေစားတောက်တွေကဈေးတော်တော်လေးကိုတန်တယ်အကုန်လုံးက1000အောက်နဲ့1000ဝန်းကျင်လေးတွေရှိတယ် တတိယတက်တာ ကျုံးကြတဲ့အကြည့်အဖြူကပါလေအခုအကြည့်ပဲကြိုက်ပါအဖြူမကြိုက် ဒါကတော့ဖန်မှာစားခဲ့တဲ့စားတောက်တွေကိုပြတဲ့ blog လေးပဲဖြစ်ပါတယ်နောက်ထပ် episode တွေမှာပြန်ပြီးတော့တွေ့ပါမယ် see you ပါ မနှက်ဆိုင်မစားလိုက်ရဘူးဟုတ်ဒီဟိုတယ်မှာမစားလိုက်ရဘူး